ဒီလူငယ်လေးဟာလက်ထဲကငါးကိုတာမန်ထက်ထူးခြားတဲ့အရှိန်ဟုန်နဲ့နေနေမြန်မြန်ပဲမှုန်နေခဲ့ပါတယ်။သူငါးကိုပေါ်မြောက်လိုက်တဲ့အချိန်မှာတော့မိကကြည့်နေတဲ့သူတွေအားလုံးနှိမ့်သက်သွားခဲ့ရတယ်။ဘာလို့လဲဆိုတော့ငါးကိုအပိုင်းပိုင်းဖြစ်အောင်မှုန်ထားပေမဲ့လည်းဒီကောင်လုံးမပြတ်မစည်းပဲပုံစံအတိုင်းရှိနေလို့ပါပဲပြီးတာနဲ့သူဟာမိမို့ဆက်ကိုတုံးပြီးငါးရဲ့မျက်နှာပြင်ကိုအပူရှိန်ပြင်းပြင်းနဲ့အမြန်ပဲဖုတ်လိုက်ပါတယ်။ဒါကိုမြင်သွားတဲ့သူ့ရဲ့ကံဘက်စာဖို့မှုကြီးကတော့ဒီလူငယ်ရဲ့အရှိန်ကိုအမိလိုက်နိုင်ဖို့သူ့ရဲ့လက်ထောက်မျိုးသမီးလေးကိုပါငါပြင်ဆင်ခိုင်းပြီးနှစ်ယောက်ပေါင်းစိတ်ခေါ်ဖို့ကြိုးစားခဲ့ပါတယ်။ဒီအကွက်ကိုလူငယ်လေးရိပ်မိပေမဲ့လည်းသူလုံးဝမတုံ့လို့ခဲ့ပါဘူး။သူဟာပန်းတီးသားကိုမိရှုပြီးထွက်လာတဲ့အနံ့မွေးမွေးအခိုးရှံတွေနဲ့သူကြော်ထားတဲ့ငါးကိုအုပ်ဆောင်ထဲမှာပေါင်းပြီးအနံ့သွင်းလိုက်ပါတယ်။တစ်ဖက်မှာလည်းစာပုံမှုကြီးရဲ့လက်ထောက်ကငါးကြီးတာပြီးသွားတဲ့အတွက်အတင်းပြင်ထားတဲ့ကြီးကြီးဖြစ်ကိုထည့်လိုက်ပါတယ်ပြီးနောက်အသားနဲ့ဟင်းခတ်အမွှေးကြိုင်တွေရဲ့အနံ့ထွက်လာအောင်တဲအိုးပူပူလေးထည့်ပြီးပြန်တော်ပါတယ်အချိန်စိတ်ကံလေးမှာတော့လူငယ်လေးဟာအချိန်ကြာကြီးချက်ထားတဲ့အယိုးပြုတ်ရည်ကိုခောက်ဆွဲဖက်တွေနဲ့လောင်းထည့်ပြီးအင်းပေါ်မှာငါးကိုတိတိကျကျတင်လိုက်ပါတယ်တစ်ဖက်ကစာပုံမှုကြီးကလည်းစားဖြူစီပူလောင်ပြီးစီချမ်းရုပ်ကောင်းရဲ့ကြီးရှားတဲ့အနံ့ကိုဒီထူးလေးပြန့်နေသွားစေခဲ့ပါတယ်။နိုင်လူကြီးတွေနီးစပ်တဲ့အခါမှာတော့လူငယ်လေးရဲ့ငါးဟာအလွန်နူးညံ့ပြီးဟင်းနဲ့လုံးဝမရှိတဲ့ကြီးဟင်းရည်ကလည်းအရသာနဲ့ပြည့်စုံနေလို့အားလုံးကချီးကျူးခဲ့ကြပါတယ်။ဒါပေမဲ့စာပုံမှုကြီးရဲ့ဟင်းရကိုနီးစပ်မှုကြတော့ဒိုင်တွေကတွန်းဆုတ်နေခဲ့ကြတယ်။စာပုံမှုကြီးဟာဘာမှသွားလဲဆိုတာကိုလူငယ်လေးရဲ့ဟင်းကိုကိုယ်တိုင်နီးစပ်ကြည့်ပြီးမှပဲသဘောပေါက်သွားခဲ့ပါတယ်။သူ့ရဲ့ရတာခံအာယုံဟာအသက်အရွယ်ကြောင့်အားနည်းလာခဲ့ပြီးအလေးကျင့်တိုင်းဟင်းခတ်အမွှေးကြိုင်တွေထည့်ခဲ့မိတာပါဒါပေမဲ့ဒီကံပွဲမှာသူပုံမှန်သုံးနေကြဟင်းခတ်အမွှေးကြိုင်တွေမရှိတဲ့အတွက်သူ့ဟင်းကအရန်ဆက်သွားပြီးကံပွဲမှာရှုံးနိမ့်ခဲ့ရပါတယ်။လူငယ်လေးပြန်ထွက်သွားတဲ့အချိန်မှာစာပုံမှုကြီးရဲ့လက်ထောက်ကနောက်ကနေပြေးလိုက်လာပြီးဒါဟာဟင်းခတ်အမွှေးကြိုင်မှားယွင်းမှုလေးတစ်ခုကြောင့်ပဲမင်းနိုင်သွားတာလို့ဆွဆွဲခဲ့ပါတယ်။ဒါပေမဲ့လူငယ်လေးကတော့ဘာမှပြန်မပြောဘဲထွက်သွားခဲ့တယ်။တကယ်တော့လက်ထောက်မျိုးသမီးမင်းနေတာတစ်ခုပါ။လူငယ်လေးဟာတယောက်တည်းကံပွဲဝင်ခဲ့တာဖြစ်ပြီးသူတို့ဘက်ကတော့တစ်ခွက်လုံးနဲ့ပြန်ခဲ့တာပါအကယ်၍စာပုံမှုကြီးကသူ့ရဲ့အရသာခံအာယုံကိုပျက်စီးခဲ့မှုဆိုရင်ဒီကံပွဲမှာဘယ်သူကတကယ်ပဲအနိုင်ရရှိသွားမလဲခင်ဗျာ။